အားလုံးပဲမင်္ဂလာပါကောင်းသောနေ့လေးဖြစ်ကြပါစေဗျာဒီနေ့မှာတော့ပတ်စံရဲ့အရေးပါပုံကိုမျှဝေပေးလိုက်ပါတယ်ဗျာလောကမှာပတ်စံကဘလောက်အရေးပါတယ်လဲဆိုတာကိုလက်တွေ့ကြပြောရရင်ပတ်စံဟာအရာအလုံးမဟုတ်ပေမဲ့အရာအလုံးနှီးပါအတွက်ပတ်စံလိုအပ်တယ်ဆိုတဲ့အချက်ပါပဲလူတစ်ယောက်ရဲ့ဂုဏ်သိက္ခာရှိရည်တည်နိုင်မှုဟာငွေကြေးပေါ်မှာအများကြီးမူတည်နေပါတယ်အစားအစာဆေးဝါးနဲ့လုံခြုံတဲ့နေအိမ်ကိုရဖို့ပတ်စံကမရှိမဖြစ်ပါသူတစ်ပါးစီကလက်ဖြန့်တောင်းခံရခြင်းမရှိဘဲကိုခြေထောက်ပေါ်ကိုရက်တည်နိုင်ဖို့ပတ်စံကအင်အားတစ်ခုဖြစ်စေပါတယ်ပတ်စံရဲ့တကယ်စွမ်းအားကဝယ်ချင်တာဝယ်နိုင်တာထက်ရွေးချယ်ခွင့်ပေးနိုင်တာပါပတ်စံရှိရင်ပင်ပန်းခက်ခဲတဲ့အလုပ်တွေကိုသူများကိုခိုင်းစေနိုင်ပြီးကိုယ့်အတွက်အဖိုးတန်တဲ့အချိန်တွေကိုပြန်ရနိုင်ပါတယ်ကိုမကြိုက်တဲ့အလုပ်ကိုနှိမ်ချတဲ့ပတ်ဝန်းကျင်ကနေမဟုတ်ဘူးလို့ရဲရဲဝံ့ဝံ့ညင်းဆိုပြီးထွက်ခွာနိုင်တဲ့တတိကိုပတ်စံကပေးပါတယ်လူကောင်းတစ်ယောက်လက်ထဲမှာပတ်စံရှိရင်ဆင်းရဲသားတွေကိုကူညီနိုင်မယ်ကျောင်းတွေစောင့်နိုင်မယ်လောကကြီးကိုအကျိုးပြုနိုင်မယ်မိသားစုကိုကောင်းမွန်တဲ့ဘဝတစ်ခုဖန်တီးပေးနိုင်ပြီးကိုချစ်တဲ့သူတွေကိုဘေးကင်းအောင်စောင့်ရှောက်နိုင်ပါတယ်ပတ်စံကအရေးကြီးတယ်ဆိုပေမဲ့သူ့မှာအတိုင်းအတာဝမ်းမရှိပါတယ်ပတ်စံကအိယာကိုဝယ်နိုင်ပေမဲ့အိတ်ဆက်ခြင်းကိုဝယ်လို့မရပါဘူးစေဝါကိုဝယ်နိုင်ပေမဲ့ကျန်းမာရေးကိုဝယ်လို့မရပါဘူးအပေါင်းအဖော်ကိုဝယ်နိုင်ပေမဲ့စစ်မှန်တဲ့မိတ်ဆွေကိုဝယ်လို့မရပါဘူးပတ်စံဆိုတာအစေခံကောင်းတစ်ယောက်ပါသူ့ကိုစနစ်တကျအသုံးချတတ်ရင်ကိုဘဝကိုတက်တောင့်တက်တာဖြစ်စေပြီးအများကျိုးကိုတည်ပိုးနိုင်ပါတယ်ဒါပေမဲ့သူ့ကိုသခင်အဖြစ်အုပ်စိုးခွင့်ပေးလိုက်ရင်တော့ကိုယ့်ရဲ့စိတ်ချမ်းသာမှုနဲ့လူသားဆန်မှုတွေကိုဆုံးရှုံးသွားစေနိုင်ပါတယ်ဒါကြောင့်ပတ်စံကိုမရှိမဖြစ်ရှာဖွေရမယ့်အရာလို့သဘောထားပြီးတစ်ဖက်မှာလည်းကိုယ့်ရဲ့စိတ်ဓာတ်နဲ့တန်ဖိုးတွေကိုမြင့်တင်ဖို့ကပိုပြီးအရေးကြီးပါတယ်ကြည့်ရှုအားပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာ